တရဘာလို့မသိရနဲ့ဒီ shop GAB 2100 GAB 2100ဘာလို့ဖြစ်လဲဆိုတော့ B ဘာလို့ပါလဲဆိုတော့ Bluetooth edition မလို့အဲကောင်ကိုကျွန်တော်ဒီအရာကိုအမြဲတမ်းပတ်နေတော့နည်းနည်းရိုးသွားလို့ဆိုပြီးတော့ပြောင်းပတ်မယ်ပေါ့ဆိုပြီးတော့ပြောင်းတာပေါ့ modify လုပ်တာပေါ့C အပတ်ဝယ်ရတာကိုဘယ်လောက်လဲ2,8500ထင်တယ်အပတ်ကဒီကောင်ဒီ2000ဒီ GAB 2100က6,8000ကျော်မယ်ထင်တယ်ဟုတ်မယ်ထင်တယ်ဟုတ်တယ်မမှတ်မိဘူး6,400ကျော်လား6,8000 10သိန်းနီးလောက်ကြာတာပေါ့ဒါပေမဲ့10သိန်းနီးကြာပြီးတော့အချမ်း brand ခံတဲ့အဲ့လို design 2မျိုးလည်းပတ်လို့ရအောင်ဆိုပြီးတော့ဝယ်လိုက်တာပေါ့Steve ဘက်ကသူကအယောင်4ရောင်လောက်ရှိရကွာဒီလို Steve ဘက်အယောင်ရဲ့ပြီးတော့ရွှေရောင်လာမယ်ပြီးရင်အသားငွေပေါ့ပြီးရင်ရွှေရောင်လာမယ်အမဲရောင်လာမယ်ပြီးဒီငွေနဲ့အမဲနဲ့ဆက်လာမယ်သူကအဲ့လိုမျိုး4ရောင်ရှိရပေါ့4ရောင်ရွှေအမဲငွေအဲ့ဒီငွေနဲ့အမဲနဲ့ဆက်တဲ့4ရောင်ဂျီရှော့ကိုဘာလို့ကြိုက်လဲဆိုတော့အကျန်းအောင်အချော့ရတယ်15နဲ့20လောက်လက်ကြီးစရာမလိုခုကရင်နွေးဦးတဲ့ပြုတ်ရေခဲတရနဲ့ထဲရတယ်။ညာနဲ့လိုက်လေလှလေတော့မသိဘူးပေါ့။နှစ်မျိုးလုံးတော့ကြိုက်တယ်။ဟိုကကျလူငယ်ဆန်တာပေါ့။ဒီဟာကျစတီးပန်နဲ့ကျလူကြီးဆန်တာပေါ့။နှစ်မျိုးလုံးကိုကြိုက်တော့နှစ်မျိုးလုံးပန်တာပေါ့။ဒါလေးကတည်းကတင်လိုက်တော့မယ်